ကိုယ့်ရဲ့ messenger ထက်ကတယောက်ယောက်ကစာပို့လာပြီးပြန်ဖြတ်သွားပြီးဆိုရင်တို့ပို့လာတဲ့စာကိုဘယ်လိုပြန်ကြည့်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်တယောက်ယောက်ကကိုယ့်ဘက်ကစာရေးလာလို့ရှိရင်ပြန်ဖြတ်သွားပြီးဒီလိုမျိုးပုံစံမှာနော်တို့ကဘယ်လိုရေးထားတာလဲဆိုတာကိုဒီလိုတို့ဖြတ်ပြီးသွားဆိုရင်ကိုကပြန်ကြည့်လို့မရဘူးနော်ကြည့်လို့ရအောင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ဘယ်လိုကြည့်ရမှာလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်ကြရအောင်ပေါ့နော်အရင်ဦးဆုံးဒီ application တစ်ခုကိုလိုရပါတော့ဒီ application ကို Play Store ထဲမှာတွားရှာလို့ရပါတယ်နော်ဒီစာသားပေါ့နော်ဒီစာသားလေးကိုနှိပ်လိုက်ပေါ့နော်ကျွန်တော်ပြထားတဲ့ဟာလေးပေါ့နော်ဒီအခုနှိပ်ပြီးတော့ရှင် application ကိုတောင်းဆွဲလို့ရပါတယ်နော်ကျွန်တော် line ကတဲ့အစီအမပြေလို့ပေါ့နော်ဒီစာလေးကိုရိုက်ရှာလိုက်ပေါ့နော်ကိုယ့်ဖုန်းထဲမှာတောင်းဆွဲလာပြီးတော့လို့ရှိရင်ဘယ်လိုနှိပ်ရမှာလဲဆိုတာကိုဒီ application တက်ကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နေပြီးတော့ရှင်ခဏလေးပေါ့နော်ဒီလိုမျိုးဝင်လာပြီးတော့လို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်ဆွဲပြီးတော့လို့ရှိရင်ဒီစာသားပေါ့နော်ဒီစာသားတွေကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့နော်မိတ်ဆွေများကိုယ့်ဖုန်းထဲမှာဒီလိုမျိုးပိတ်ထားရဆိုရင်ဒီနေရာလေးကိုတစ်ချက်ဖွင့်လိုက်ပေါ့နော်ကဲဖွင့်ပြီးတော့လို့ရှိရင်ရပါပြီနော်ပတ်ပြန်ထွက်လိုက်ပေါ့နော်တခြားတယောက်ကကိုယ့်ရဲ့ messenger ထဲမှာစာပို့လာတဲ့အချိန်ပေါ့နော်သူတို့ကိုကမကြည့်လိုက်ပဲเนาะသူတို့ကဖြတ်သွားပြီဆိုရင်ဘယ်လိုပြန်ကြည့်ရတာလဲဆိုတာကိုပေါ့နော်ကဲကျွန်တော်ကတယောက်ကိုစမ်းကြည့်မှာပေါ့နော်ကျွန်တော်ရှောက်ပြီးရေးကြည့်တာပေါ့နော်ရေးပြီးတော့လို့ရှိရင်ဒီအကောက်ထဲကိုကျွန်တော်ပြန်ဖြတ်မှာပေါ့နော်ဟုတ်နော်ဒီနော်ကျွန်တော်ကပြန်ဖြတ်ပြီးပေါ့နော်ဖြတ်ပြီးတော့လို့ရှိရင်ဘယ်လိုပြန်ကြည့်ရမှာလဲဆိုတာပေါ့နော်ဒီဟာကိုဝင်ကြည့်လို့ရှိရင်ဒီမှာနော်ဒီစာတာကိုအကုန်လုံးကျွန်တော်ပြန်ဖြတ်တာပေါ့နော်ဖြတ်ပြီးတော့လို့ရှိရင်ကိုကမတီးလိုက်ပဲပေါ့နော်ဘယ်လိုပြန်ကြည့်တာလဲဆိုတာကိုဒီ application ထဲကိုပြန်ဝင်လိုက်ပေါ့နော်ဒီ application ထဲကိုဝင်လိုက်ပါကဲဝင်ပြီးတော့လို့ရှိရင်ခုနကိုကဖွင့်ထားတဲ့နေရာလေးပေါ့နော်ဒီဟာပေါ့နော်ဒီထဲမှာပြန်ဝင်လိုက်ပေါ့နော်ဝင်ပြီးတော့လို့ရှိရင်ဒီမှာနော်မိတ်ဆွေများတို့မြင်တဲ့အတိုင်းပေါ့နော်သူတို့ပို့လာတဲ့စာလေးတွေကိုပေါ့နော်မိတ်ဆွေများဒီအပေါ်မှာချက်ချင်းနှိပ်လို့ရှိရင်သူတို့အကောက်ထဲမှာပြန်ဝင်သွားတာပေါ့နော်သူတို့အကောက်ထဲမှာဝင်မသွားအောင်ဘယ်လိုကြည့်ရတာလဲဆိုတော့အောက်ကိုဆွဲလိုက်ပေါ့ဒီမှာနော်ဒီအောက်ဟာကောနော်ဒီအောက်ဟာကိုနှိပ်လိုက်ပေါ့နော်ဒီနှိပ်ပြီးတော့လို့ရှိရင်သူတို့စာကဘယ်လောက်ပို့ထားတာလဲဆိုတာကိုဒီနေရာလေးမှာမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒီနေရာလေးဒီမှာနော်ဒီထဲမှာကျတော့ကိုအကုန်လုံးမြင်တာပေါ့နော်ဒီအပေါ်မှာမိတ်ဆွေများဒီအပေါ်မှာနှိပ်လို့ရှိရင်သူတို့အကောက်ထဲမှာတန်းဝင်သွားတာပေါ့နော်သူတို့အကောက်ထဲမှာတန်းမဝင်တော့အောင်အောက်ကကျွန်တော်ပြထားတဲ့နေရာလေးကိုနှိပ်လဲပေါ့နော်ဒီမှာနော်မိတ်ဆွေများနှိပ်လို့ရှိရင်သူတို့အကောက်ထဲမှာတန်းဝင်သွားတာပေါ့နော်ဒီမျိုးကိုမိတ်ဆွေများသူတို့ကောက်ထဲမှာတန်းမဝင်ချင်ဘူးဆိုရင်ဒီအောက်ဟာကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်သူတို့ကစာတွေကိုဘယ်လိုပို့ထားတာလဲဆိုတာကိုအကုန်လုံးပြထားပါတယ်အကုန်လုံးပြထားပါတယ်เนาะဒီအောက်ဒီအပေါ်မှာနှိပ်လို့ရှိရင်သူတို့ကောက်ထဲမှာတန်းဝင်တာပေါ့နော်ကိုကတန်းကြည့်တယ်လို့မျိုးပေါ့နော်ကိုကတန်းမဝင်တော့အောင်ဒီအောက်ဟာကိုနှိပ်လိုက်ပေါ့နော်ဒီလိုမျိုးပဲเนาะဒီလိုမျိုးပဲเนาะဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်เนาะ